ဘာကြောင့်လို့ဆိုရင်ရွေးချယ်ဖြစ်တာနော်ဒီတန်ထွေးအများကြီးရှိတဲ့တဲ့ဘာကြောင့်လဲဆိုရင်ရွေးချယ်ဖြစ်တာ ဟုတ်အမပေါ့နော်ညနေခင်းတော့မှရပြီအမအတွက်ကတော့ပထမဆုံးကတော့ဒီ visa type ပေါ့နော် visa type က family visa type ဖြစ်နေတာနံပါတ်1ပဲနော်နောက်နံပါတ်2ကကြတော့ဒီမှာမမသားလေးရှိတော့ဒါခေါ်ချင်တာပေါ့လေဒီနံပါတ်1တစ်ချက်နံပါတ်2တစ်ချက်ကကြတော့ဒီ Finland ရဲ့လူနေမှုပတ်ဝန်းကျင်ပေါ့နော်အဲ့ဒါနဲ့ကကိုလိုချင်တဲ့ကာချော်လေးတွေနဲ့တိုက်ညီမှုရှိရပေါ့နော်အဲ့ဒါလေးတွေပါဟုတ်ကဲ့ မအောင် ဟုတ်ဘာလို့ဆိုရှင်နိုင်ငံတခြားတစ်ခုကိုပြန်ဖတ်မယ်ဆိုလို့ရှိရင်ကျတော့အရာအလုံးအတွက်ကကလေးတွေလည်းစိတ်ဖြစ်ဖို့လိုတယ်ပညာရေးကလည်းကောင်းဖို့လိုတယ်ပြီးတော့လို့ရှိရင်လူနေမှုအဆင့်တန်းကလည်းဒီ standard လေးနဲ့သူရှိရဆိုတော့အဆင်ပြေတယ်ပေါ့နော်ပြီးတော့လို့ရှိရင်ဒါကနေထိုင်တဲ့အနေထားတစ်ခုမှာဆိုရင်တို့လည်းဒါစားနိုင်ငံကြီးသွားခဲ့တဲ့အတွက်အချိန်ကြာကြီးနေထိုင်မယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ကရွေးချက်တွေအများကြီးကိုအကောင့်ထဲပေါ်နိုင်ဖို့အတွက်ကဒါနိုင်ငံများကစဉ်းစားဖို့လိုတယ်ပေါ့နော်ဒါကဖင်လန်နိုင်ငံဆိုလို့ရှိရင်ဒါတွေအကုန်လုံးအတွက်ကိုအများကြီးလဲပတ်စုံစကိုတွေဖြစ်နိုင်တယ်ကိုစူးစမ်းရင်လည်းစူးစမ်းသလောက်ရက်ထိနိုင်တဲ့နိုင်ငံတစ်ခုလုံးမှာလည်းပါတယ်ကလေးတွေအတွက်လည်းစီးဖြစ်တယ်ပြီးတော့ရှင်ပညာရေးကလည်းကလေးတွေစကိုတွေအများကြီးဖြစ်နိုင်တော့အဲ့ဒီအတွက်ကိုဒါကအဓိကထားရွေးချယ်ရတဲ့အပိုင်း